မင်္ဂလာပါရှင်ချယ်ဆီချစ်သူတို့ရေချယ်ဆီအသင်းဟာဒီလာမဲ့2026-29ရာသီမှာဝတ်ဆင်ပြီးဒုတိယမြောက်အဝေးကွင်းဝတ်စုံကိုယနေ့တရားဝင်မိတ်ဆက်ခဲ့ပါတယ်ချယ်ဆီအသင်းဟာပက်ထရိုနက်တိုကိုရောင်းချမီကစားသမားများစာရင်းတွင်ထည့်သွင်းထားခြင်းမရှိပေမဲ့သူ့ကိုအလွန်တန်ဖိုးထားလျက်ရှိပြီးသူ့အားတင့်တယ်သောပြောင်းရွှေ့ခြင်းပမာဏထက်များစွာပိုမိုသောကမ်းလှမ်းမှုမျိုးရရှိပါကရောင်းချသွားမှာဖြစ်ပါတယ်ချယ်ဆီကစားသမားအန်ဆိုဖာနန်ဒက်နှင့်အေဗီလာကိုသမားမာတီနက်တို့ဟာအင်္ဂလန်ကိုအနိုင်ရပြီးနောက်အာဂျင်တီးနားအသင်းကဖော့ကလန်ကျွန်းများသည်အာဂျင်တီးနားပိုင်ဖြစ်သည်ဆိုတဲ့နိုင်ငံရေးအဓိပ္ပာယ်ပါတဲ့ဘန်နာကိုကင်ဆောင်ခဲ့တဲ့အတွက်ပြည်တိမ်ဘက်ကဝေဖန်မှုတွေထွက်ပေါ်နေပြီးနိုင်ငံရေးသမားအချို့ကအဆိုပါကစားသမားတွေရဲ့ဗီဇာတွေကိုရုပ်သိမ်းဖို့တောင်းဆိုထားပါတယ်လက်ရှိအချိန်ထိအစိုးရကဗီဇာရုပ်သိမ်းမယ်လို့တရားဝင်ဆုံးဖြတ်ထားခြင်းမရှိသေးသလိုဘောလုံးအဖွဲ့ချုပ်ဖီဖာကလည်းတရားဝင်အရေးယူမှုမပြုသေးပါဘူးအေဗီလာအသင်းနှင့်ချယ်ဆီအသင်းတို့သည်မော်ဂန်ရောဂျာ၏အပြောင်းအရွှေ့တွင်ရွေးချယ်စရာများအဖြစ်ဂျက်ဆန်နှင့်ဂါနာချိုတို့ကိုထည့်သွင်းစဉ်းစားဆွေးနွေးခဲ့ကြပြီးချယ်ဆီအသင်းသည်ဂျက်ဆန်အတွက်ပေါင်65တန်းဂါနာချိုအတွက်တန်း90ပေးရမည်ဖြစ်ကြောင်းကြေညာလိုက်ပြီးစီးရီး A အသင်းနှစ်သင်းတို့ကလည်းစိတ်ဝင်စားနေပါတယ်ချယ်ဆီအသင်းဟာဗဟိုခံစစ်မှုတဦး၏အလိုရှိနေပြီးအလွတ်ပြောင်းရွှေ့ခြင်းဖြင့်ရရှိနိုင်မည့်အင်္ဂလန်နောက်ခံလူအသက်32နှစ်အရွယ်ဂျွန်စတုန်းခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်ချယ်ဆီအသင်းဟာအသင်းရဲ့စပိန်လူငယ်တိုက်စစ်မှုမာခက်ဂွီယူကိုအငှားသို့မဟုတ်အပိသက်ရောင်းချသွားဖို့ရှိပြီးဂွီယူကိုခေါ်ယူလိုတဲ့ကလပ်အသင်းတွေအနေနဲ့စတာလင်ပေါင်25တန်းပေးချေရမှာဖြစ်ပါတယ်အီတလီကလပ်ကိုမိုအသင်းသည်ချာလိုပါကိုခေါ်ယူရန်အလွန်စိတ်ဝင်စားနေပြီးဆွေးနွေးမှုများဆက်လက်ပြုလုပ်လျက်ရှိသည်ချယ်ဆီအသင်းဟာပေါင်35တန်းရရှိလိုနေပါတယ်အဆုံးထိနားထောင်ပေးအတွက်ကျေးဇူးတင်ပါတယ်ရှင်ချယ်ဆီသတင်းများကိုအမြဲမပြတ်တင်ဆက်ပေးမှာမို့အကောင့်တစ်လေးမို့ like and following လိုက်ခဲ့ကြပါအောင်ရှင်